အားလုံးပဲမင်္ဂလာပါဒီကားလေးကတော့ကန်တာပုံဟောင်းဘတ်တာဖရိုင်းတိုင်းမှာမှစပရင်ကွိုင်နဲ့ဆင်ထားတဲ့ပုံစံလေးဖြစ်ပါတယ်ဒီကားကဟတ်6ပေါက်နဲ့လာတယ်အခုနောက်ပိုင်းလာတဲ့ကန်တာတွေကတော့ဒါဘတ်တာဖရိုင်းတိုင်းမှာကျွန်တော်တို့၄နှစ်ပြားနဲ့လာတယ်မော်ဒယ်မြင့် 4B တန်းနေမှာတော့ဒါရှော့ဘောက်ကိုစပရင်ကွိုင်နဲ့လာတဲ့ပုံစံပြန်ဖြစ်သွားပါတယ်အင်ဂျင်ပါဝါတွေမျိုးစုံပြောင်းသလိုဒီကားလေးကတော့ဟတ်9ပေါက်နဲ့လာတယ်တချို့ကားတွေကတော့ဒါဟတ်6ပေါက်နဲ့လာတာဖြစ်ပါတယ်ဒီကားလေးကတော့ဟတ်6ပေါက်နဲ့လာတဲ့ပုံစံကျွန်တော်တို့မူရင်း original လေးကနှစ်ပြားလာပါတယ်အဲ့တော့ကျွန်တော်တို့စီမှာကားကိုမြင့်သုံးတဲ့အတွက်ဒါ၄တစ်ပြားပို့ပြီးတော့ဒါ၄၃ပြားနဲ့ဆင်ထားတဲ့ပုံစံဖြစ်တဲ့အတွက်ဒါရှော့ဘားတွေတိုးသွားတဲ့အတွက်ရှော့ဘားကိုကွင်းဆက်သုံးထားတဲ့ပုံစံလေးဖြစ်ပါတယ်ကျွန်တော်ခိုင်းကားတွေအတွက်ကတော့ဒါရှေ့ကင်းမင်ဒါရှေ့ပိုင်းလေးနဲ့လာတဲ့ကားတွေအတွက်ကတော့ခိုင်းကားတွေအတွက်ပို့ပြီးတော့တင့်လျော်ပါတယ်ကုန်ကြစီပိုင်းကကြည့်မယ်ဆိုရင်လည်းဒါကင်းမင်ကားတွေကပို့ပြီးကုန်ကြစီတက်တာပါတယ်ဒါဘတ်တာဖရိုင်းတိုက်တွေကတော့ပစ္စည်းအမယ်များတဲ့အတွက်ဒါကုန်ကြစိတ်တွေနည်းနည်းပိုနိုင်မှာဖြစ်ပါတယ်ဒီကားလေးကအခုနကျွန်တော်ပြောတဲ့ကန်နာပုံဟောင်းရဲ့အောက်ပိုင်းဖွဲ့စည်းတည်ဆောက်ထားတဲ့ပုံစံထဲမှာမှဒါအပေါ်ဘောချိုင်းတွေကျွတ်ထွက်ပြီးတော့ဖြည်းဖြည်းချင်းရောက်အောင်မောင်းလာတဲ့ကားလေးဖြစ်ပါတယ်ဒါတော့ဆိုးဆိုးဝါးအနေထားရောက်အောင်မမောင်းတင်ဘူးလို့လည်းကျွန်တော်အကြံပြုပြစေအဲ့တော့မိမိပြုပြင်နေကြဆိုင်မှာအောက်ပိုင်းလေးတွေအချိန်မီခါမီစစ်ပြီးတော့လိုအပ်တာလေးတွေရှိရင်ကြိုတင်ပြင်ဆင်ထားခြင်းအပြင်ဒါကုန်ကြစိတ်တွေကိုတက်တာမယ်လို့အကြံပြုပြစေအားလုံးလည်းဘ ഹു ဒရရရှိလို့နေကောင်းချမ်းမှာအန်ရကင်းလို့လည်းဘေးရှင်းကြပါစေခင်ဗျာ